တောင်းပန်ပါတယ်ဗျာကျွန်တော်မှားသွားတာဆိုပြီးတော့စကားလေးနဲ့တောင်မှကိုယ့်ရဲ့အမှားကိုပြန်တောင်းပန်ဖို့အတွက်မဝင်မရဲဖြစ်နေတယ်ဆိုရင်မင်းရဲ့ပုံစံကိုမင်းပြင်လိုက်ဘာဖြစ်လို့လဲဆိုတော့သူများတကာတွေအပေါ်မှာမတော်တဆပဲဖြစ်စေပေါ့နော်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာငါတို့ကအမှားတစ်ခုခုကျူးလွန်လိုက်တယ်ဆိုတော့ကိုယ်စိတ်မှာတိတာနဲ့တောင်းပန်ရတယ်မတိကြအောင်ဆောင်လို့မရဘူးအဲ့ဒီလိုမျိုးတောင်းပန်ခြင်းအပြင်တောင်းပန်လိုက်တဲ့သူရဲ့တိတ်ခါတွေကကျသွားတာမဟုတ်တက်လာဘာဖြစ်လို့လဲဆိုတော့တောင်းပန်ရဲတဲ့တတ္တိဆိုတာတော်ရုံတန်ရုံစိတ်ဓာတ်အစင်တန်းမြင့်တဲ့သူတွေမှာပဲရှိတာတောင်းတန်လူတွေမှာမရှိဘူးဆိုတော့မှားလားတချို့ကိစ္စတွေကအဲ့ဒီတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်မှားသွားတာပါဆိုတော့တကယ်ကိုဝန်ခံပြီးတော့ဝန်ချပြီးတောင်းပန်လိုက်တဲ့အရာလေးတစ်ခုကကိစ္စအကြီးကြီးဖြစ်မလာတော့အဲ့တင်ပဲဝတ်တင်တကယ်လို့ဒါမင်းကအဲ့ဒီလိုမျိုးတိပမဆာတောင်းပန်ရပဲဘာလို့လဲမင်းမှားလို့ဟုတ်ပြီနော်ဆိုတော့လူကအဲ့အလိုအမှားတတိလေးကိုစပြီးတော့ငါတို့ကတောင်းပန်တတ်တဲ့စိတ်ရှိတယ်ကျွန်တော်အဖြစ်ပါဆိုပြီးတော့ဝန်ခံတတ်တဲ့စိတ်ရှိတယ်ဆိုရင်ဒါအများသူငါတဲ့ဆိုင်ကွာတပန်းတာတဲ့အချက်ပဲအဲ့တော့မတောင်းပန်ဘူးမတိကြောင်ဆောင်တယ်အဲ့လိုဆောင်ပါများရင်လူတွေကကြည့်တယ်ဒီကောင်ကဒီလူကဒီမျိုးသမီးကကိုမှားတာတော့မှတောင်းပန်ခြင်းစိမရှိဘူး तू မှားလို့မှားမှန်းရော तू သိရလားဟုတ်ပြီနော်စဉ်းစားမှာဘာလို့လဲဆိုတော့ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့စိတ်ကိုမသိနိုင်ဘူးဒါပေမဲ့အားလုံးကအုံတော့ရှိတယ်ဟော तू မှားမှန်းသိရတဲ့တော့မှ तू မတောင်းပန်တတ်တဲ့စိတ် तू မှမရှိဘူးဆိုရင်သတိစထားပြီတောင်းပန်တတ်တဲ့စကားလေးတော့မှမပြောထွက်ဘူးဆိုရင်တကယ်နေလားငါလားတောင်းဝန်ခံရတော့မယ်ဆိုတဲ့အရာတွေကြတယ်။သူကတောင်းတော့မတောင်းမှန်တတ်ဘူးဆိုတော့တောင်းသူယူနိုင်မှာမဟုတ်ဒီကိစ္စ။ဒါဆိုဘာဖြစ်သွားပြီလဲ။ယုံကြည်မှုမဲ့သွားတာ။ဘာကြောင့်ယုံကြည်မှုမဲ့တာလဲ။ဒီလိုမျိုးကိုမှားတဲ့ဟာကိုဝန်ခံတတ်တဲ့စိတ်မရှိတာမတောင်းမှန်ရဲတာမတောင်းမှန်တတ်တာဒါလိုအပ်တယ်နော်ဘယ်လောက်ထိတောင်းပန်မှုလိုအပ်လဲဆိုရင်အခုငါတို့အသက်အရွယ်တန်းမှာ35-40တန်းမှာဆိုလို့ရှိရင်ဒါတချို့ဆိုရင်အိမ်တော်တွေပါကြကလေးတွေပါရနေကြပြီဆိုတော့မိဘနေရာကိုလည်းရောက်နေကြတဲ့လူတွေလည်းအများကြီးပါဆိုတော့မိဘနေရာရောက်နေတာမှာကိုယ့်ရဲ့သားသမီးကိုပြန်ပြီးတော့သားလေးရယ်သမီးလေးရယ်အဖေကတော့အမေကတော့ဒါလေးကအဖေအမေမှားသွားတယ်တောင်းပန်နေတော့သမီးလေးတောင်းပန်နေတော့သားလေးဆိုတဲ့ကိုသားသမီးကိုတော့မှကိုပြန်ပြီးတော့မှားရင်မှားမှန်သိပြီးတောင်းပန်ရဲတဲ့စိတ်ထားရမယ်မာနနဲ့မဆိုင်ဘူးနော်သားသမီးကိုချစ်တာမချစ်တာနဲ့မဆိုင်ဘူးကိုယ်တိုင်နဲ့ပဲဆိုင်တာငါအဖေပဲငါအမေပဲဆိုပြီးတော့ငါမွေးထားတဲ့သားသမီးတောင်းပန်ကြမလို့ပါဘူးဆိုတဲ့ပုံစံမျိုးလဲလုပ်လို့မရဘူးအဲ့ဒါလို့စိတ်ဓာတ်အစင်တန်မြင်မာရမယ်ဟုတ်ပြီနော်ဆိုတော့အများသူငါတွေတင်ငယ်ချင်းတွေမှာဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်ကိုမှားရင်တောင်းပန်ရဲရတယ်ဒါပေမဲ့ညနေလောကပြစ်ပုံမျိုးတောင်းပန်နေနော်မလုပ်အောင်ကိုလှုပ်လိုက်တဲ့အမှားပေါ်ကိုကြည့်နောက်ပြီးတော့ကို
မှားသွားတဲ့လူနဲ့ကိုယ်နဲ့ဆက်ဆံရေးကိုကြည့်ကိုယ့်အတွက်တကယ်လိုအပ်တဲ့လူတွေဆိုရင်လိုအပ်တယ်လို့နှစ်ကာတောင်းပန်တတ်ဖို့လိုတယ်တမန်ကရှန်ကတော့မလုပ်ကြနဲ့ဒါဆိုရင်မင်းနားမှာလည်းတမန်ကရှန်ကလူတွေပဲရှိနေမှာဒါဆိုရင်အနှစ်သာရရှိတဲ့လူတွေကိုနားမှာမရှိဘူးဆိုရင်မင်းဘယ်လိုမှတိုးတက်ရှာလဲအကြောင်းမရှိဘူးဘယ်လိုမှမင်းတတရနေထိုင်နိုင်ကြအကြောင်းမရှိဘူးဘာလို့အားလုံးဆက်သွားတာနော်ကိုယ့်ရဲ့လုံးမှုကံမှုတွေကပဲအဖြစ်ထုတ်သွားတာဆိုတော့ဒီတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်မှားတော့ပါတယ်ဆိုတဲ့စကားလေးကနေစပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်အစဉ်တန်းကိုမြင့်ဒါဆိုရင်ငါတို့နေထိုင်ရာရပ်ဝန်းလေးကသူ့အနေနဲ့သူအတင့်တော့တာယာလာမှာပေါ့မင်းကအရင်စားမှာ Okay love you guys